သမီးဖြစ်သူကိုမှုတ်တက်နေတဲ့ပေါင်မုတ်တွေဆက်မစားစေချင်တော့တဲ့အတွက်ကျွေးမိတွေပြိနေတဲ့မိခင်ဖြစ်သူဟာကိုအဆုံးစီရင်သွားခဲ့ပါတယ်ဒီလိုလုပ်လိုက်ရင်သမီးလေးအတွက်ခိုးလုံရတစ်ခုကြံရစ်ခဲ့မယ်လို့ထင်ခဲ့ပေမဲ့နောက်တစ်နေ့မှာပဲအိမ်ထဲကိုတခိုးတယောက်ရောက်လာခဲ့ပါတယ်အိမ်ထဲဝင်လာတဲ့လူစိမ်းကြီးဟာဟိုမွေတီနောက်ရှာဖွေပေမဲ့ဘာမှမတွေ့တာကြောင့်စိတ်ပြက်လက်ပြက်နဲ့စစ်လိတ်တလိတ်ကိုထွန်းညှိလိုက်မိတယ်မကြခင်မှာပဲရိုးအီနေတဲ့စစ်လိတ်နန်းကမင်းကလေးငယ်လေးရဲ့အာယုံကိုဆွဲဆောင်သွားခဲ့ပါတယ်သူမကမေမေပြန်လာပြီးအမှတ်နဲ့ဝမ်းသာအားရချမ်းပြင်ကိုနှစ်ချက်ပုတ်ပြလိုက်မိတယ်လူစိမ်းကြီးကလည်းဘာမှမသိပဲချမ်းပြင်ကိုပြန်ပုတ်ပြလိုက်တာပေါ့အချက်ပြမှုပြန်ရတော့ကောင်မလေးကပျော်ရွှင်စွာနဲ့ပြေးဖက်လိုက်ပေမဲ့အနားရောက်လို့မျက်နှာကိုစမ်းတက်ကြည့်လိုက်တဲ့အခါမှာတော့သူစိမ်းတယောက်ဖြစ်နေလို့လမ်းဖြန့်ပြီးနောက်ဆုတ်ကအော်ဟစ်ပါတော့တယ်ကန်ဆိုးချင်တော့အဲ့ဒီအချိန်မှာပဲအိမ်တကားဘက်ကမြည်လာခဲ့တဲ့လူစိမ်းကြီးကအကြံဖန်တွေပေါ်သွားမှကြောက်လို့ကောင်မလေးရဲ့ပါဇက်ကိုပိတ်ဖို့ကြိုးစားပေမဲ့လမ်းဖြတ်နေတဲ့ကောင်မလေးကသူ့လက်ကိုကိုက်ပစ်လိုက်ပါတယ်အထက်ကရုံရင်းဆန်ခတ်အတန်တွေကြောင့်အင်ရှင်မကအခန်းထဲမှာလူရှိနေမှန်းပိုးတေချသွားပြီးအော်ဟစ်ပါတော့တယ်အခြေအနေမဟန်တော့တာမို့လူစိမ်းကြီးလည်းတုံတုံရင်ရင်နဲ့တကားဖွင့်ပေးလိုက်ရတဲ့အကျိုးအကြောင်းမရှင်းပြရသေးခင်မှာပဲအင်ရှင်မကစူပူချင်းမောင်းပါတော့တယ်အင်ရှင်မကသူ့ကိုကောင်မလေးရဲ့ဖခင်လို့ထင်မှတ်နေတာပါသူ့ကိုစူပူနေတဲ့စကားတွေကနေမှကောင်မလေးရဲ့ဘဝကဘလောက်တောင်တနာဖို့ကောင်းလဲဆိုတာသူသိလိုက်ရပါတယ်ကောင်မလေးဟာငွေရပါမျက်စိလည်းမမြင်နားလည်းမကြားတဲ့ဒုက္ခိတလေးဖြစ်ပြီးမိခင်တူရဲ့ပြုစုပြောင်းထောင်မှုနဲ့ကြီးပြင်းလာခဲ့ရတာပါဒါပေမဲ့လွန်ခဲ့တဲ့3ရက်ကပဲသူမအမေရုတ်တရက်ဆုံးပါသွားခဲ့ပါတယ်အင်ရှင်မကကောင်မလေးရဲ့ကံကြမ္မာကိုတနာမစောရေရွရင်ဒီအိမ်ကစာချုပ်တက်တန်းကုန်ဖို့တလပဲလိုတော့တယ်တက်တန်းပြည့်ရင်အာမခံစပုံငွေ$3000ပြန်အမ်းရမှာလို့ပြောလိုက်ပါတယ်$3000ဆိုတဲ့အတန်ကိုကြားလိုက်ရတဲ့အခါလူစိမ်းကြီးရဲ့ခေါင်းထဲကိုမကောင်းတဲ့အကြံတစ်ခုချက်ချင်းဝင်လာပါတော့တယ်သူဟာကောင်မလေးရဲ့ဖခင်ဖြစ်ဆက်လက်ဟန်ဆောင်နေထိုင်ပြီးအိမ်ကတက်တန်းပြည့်ရင်အဲ့ဒီငွေအမြောက်များကိုတိမ့်ပိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်လူမိမခံရအောင်သူကဒီအိမ်မှာပဲအခြေချနေထိုင်လိုက်ပါတော့တယ်တလားပဲတီးခံလိုက်ရင်ဒီငွေတွေကိုယူပြီးဝေးဝေးကိုထွက်ပြေးနိုင်ပြီလို့သူတွေးခဲ့ပေမဲ့တကယ်တမ်းမှာတော့ထင်တယ်လို့မလွယ်ကူခဲ့ပါဘူးအိမ်ထဲမှာအစိမ့်တက်လူတယောက်ရောက်နေတာမို့ကောင်မလေးဟာနေ့ရက်တိုင်းကိုတထိတ်ထိတ်နဲ့ဖြတ်တန်းနေရပါတယ်နားလည်းမကြားမျက်စိလည်းမမြင်တာမို့အိမ်ထဲကပစ္စည်းတွေကိုလိုက်ဆိုင်ရင်းနဲ့ပဲအခြေအနေကိုခံမှန်းရရှာတယ်တရက်မှာတော့သူမစိမ့်နေတဲ့ဖက်နဲ့တစုံကိုစမ်းမိပြီးထိတ်လန့်တကြားနဲ့ဘီရိုအောက်ထဲဝင်ပုန်းနေခဲ့ပါတယ်ဒါကိုမြင်ရတဲ့လူစိမ်းကြီးရဲ့ရင်ထဲမှာတနာစိတ်လေးအနှဲငယ်ဖြစ်ပေါ်လာမိတယ်သူ့ရွေချက်ကပတ်စံလဲယူဖို့ဆိုပေမဲ့ကောင်မလေးကိုဒီတိုင်းပစ်ထားဖို့ကြတော့လဲစိတ်မဖြောင့်ပြန်ဘူးဒါကြောင့်ထမင်းစားချိန်မှာသူကပဲခောက်ဆွဲနဲ့တရုတ်ခောက်ဆွဲတပွဲကိုမှပြီးကောင်မလေးရှေ့ချပေးလိုက်ပါတယ်မွေးကြိုင်နေတဲ့အသားဆော့စနန်ကကောင်မလေးရဲ့နှာခေါင်းထဲရောက်သွားပြီးအနံ့ခံရင်ခောက်ဆွဲရှိရာကိုတိတိကျကျဆန်းလန်းလာခဲ့တယ်ပြီးတော့ခောက်ဆွဲဖက်တွေကိုလက်နဲ့ကောက်ကင်ပြီးနှာခေါင်းသားတိကတိတိကျကျအနံ့ခံနေပြန်တယ်ဒါကသူအမြဲစားနေကြပေါင်မုတ်တွေနဲ့မတူတဲ့အနံ့မျိုးပါသူမသွားရည်တွေတမြင်မြင်ကျနေပေမဲ့ခဏအကြာမှာတော့ခောက်ဆွဲကိုပြန်ချထားလိုက်ပြီးလူစိမ်းကြီးမယုံနိုင်တော့အောင်ပဲမှုတက်နေတဲ့ပေါင်မုတ်ဟောင်းကိုပဲကောက်စားပါတော့တယ်ဒီမြင်ကွင်းကလူစိမ်းကြီးရဲ့ရင်ကိုနာကျင်စေခဲ့ပါတယ်။ဒါကြောင့်သူကမှုတက်နေတဲ့ပေါင်မုတ်တွေကိုအကုန်လွှင့်ပစ်လိုက်ပါတော့တယ်။ညဘက်ရောက်တော့သူကခောက်ဆွဲနှစ်ပွဲမှာပြီးကောင်မလေးရှိကိုတမင်တကာချပေးထားပြန်တဲ့ကောင်မလေးကကြောက်နေတော့မှုမစားရဲသေးပါဘူး။ဒါပေမဲ့ကောင်မလေးကလည်းပါတယ်။သူမကအိမ်တကားဝအထိသွားပြီးလူဝင်လာသလားသူစိမ်းဖက်နှက်ရှိသေးလားဆိုတာအရင်စမ်းတက်ကြည့်ရဲ့ဖက်နှက်မရှိတော့တာသိရတဲ့အခါကောင်မလေးတိတ်ကိုပျော်သွားပြီးသွားရည်လေးတုပ်လို့ပေါ့အခုတော့စိတ်အေးလက်အေးစားလို့ရပြီလို့လူစိမ်းကြီးတွေးနေတော့မှပဲကောင်မလေးကဟိုဆက်ဒီဆက်နဲ့ပေါင်မုတ်တင်ထားတဲ့စပွဲစီကိုပဲပြန်လျှောက်သွားပါတယ်ဒါပေမဲ့စပွဲပေါ်မှာဘာမှမရှိတော့ပါဘူးမေမေချန်ထားခဲ့တဲ့ပေါင်မုတ်တွေမရှိတော့တာတီးတော့ကောင်မလေးထိတ်လန့်တကြားအော်ဟစ်ပြီးစပွဲပေါ်ကိုအသေးတန်လိုက်ဆန်းပါတော့တယ်လူစိမ်းကြီးလည်းမနေနိုင်တော့ပဲခောက်ဆွဲပကံကိုကမ်းပေးလိုက်ပေမဲ့ကောင်မလေးကပိုလို့တောင်ကြောက်လန့်တုံရင်သွားခဲ့ပါတယ်ကောင်မလေးရဲ့တုံ့ပြန်မှုတွေကြောင့်လူစိမ်းကြီးမှာစိတ်တူရခက်စိတ်မကောင်းဖြစ်ရခက်နဲ့ပါဇက်ကသာမကောင်းဆိုးဝါလို့ညီးတွားဆဲဆိုနေပေမဲ့ခြေလမ်းတွေကတော့အပြင်ကိုထွက်ပြီးကောင်မလေးအတွက်ပေါင်မုတ်အစ်စ်သွားဝယ်ပေးခဲ့ပါတယ်ပေါင်မုတ်အစ်စ်ကိုအားရပါရစားနေတဲ့ကောင်မလေးကိုကြည့်ရင်ဒီကလေးမလေးစိတ်ကလည်းအကဲခက်ရခက်သားပဲကြိုက်တာစားပြီးတော့လို့တွေးနေမိတယ်ဒါပေမဲ့မမျှော်လင့်ပဲကောင်မလေးကပေါင်မုတ်ကိုချထားခဲ့ပြီးသူ့ရှိကိုရှောက်လာပါတယ်ပြီးတော့သူ့ပန်းကန်ထဲကခောက်ဆွဲတွေကိုလက်နဲ့နှိုက်စားပါတော့တယ်လူစိမ်းကြီးလည်းမတက်နိုင်တော့ပဲခောက်ဆွဲပွဲကိုကောင်မလေးပြလိုက်ပြီးသူ့ကိုယ်တိုင်ကတော့မတောက်နေတဲ့ပေါင်မုတ်ချောက်ကိုပဲကိုက်ဝါးနေလိုက်ရတယ်ဒီလိုနဲ့လူစိမ်းကြီးရဲ့စေတနာနဲ့မေတ္တာကိုခံစားမိသွားတဲ့ကောင်မလေးဟာနောက်ဆုံးမှာတော့တန်တရားတွေကင်းစင်သွားခဲ့ပါပြီ။သူမကလူစိမ်းကြီးရဲ့မျက်နှာတစ်ဖက်တွေကိုယူအမြုပ်တွေထုတ်ပြီးသူ့မျက်နှာပေါ်ရောနေရံတွေပေါ်မှာပါလိုက်တုပ်ပြီးပျော်ပျော်ပါးပါးကစားပါတော့တယ်။မျက်စိမမြင်နားမကြားရပေမဲ့သူမမှာကိုယ်ပိုင်နည်းလမ်းနဲ့ပျော်ရွှင်မှုကိုရှာဖွေတက်လာခဲ့ပါပြီ။အိတ်တအိမ်လုံးရှုပ်ပွားနေပေမဲ့လည်းလူစိမ်းကြီးကစူပူမဲ့စားရင်ထဲမှာတနစ်တပိုးတနာစိတ်တွေပဲတိုးလာခဲ့ရတယ်။ညဘက်ဆိုရင်လည်းကောင်မလေးဟာလူစိမ်းကြီးရဲ့အနာကိုကပ်ပြီးမှအိပ်ပျော်တက်လာခဲ့တဲ့ကောင်မလေးအတွက်တော့ဒီရက်ပိုင်းတွင်းမှာရုတ်တရက်ရောက်လာတဲ့လူစိမ်းကြီးဟာသူမရဲ့တူးလေးသောအားကိုးရာဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့လည်းသူမဟာတက်ကောင်ရအချိန်တွေမှာမေမေရဲ့ဆွဲတာအင်ကြီးလေးကိုပွေ့ဖက်ပြီးတရှုပ်ရှုပ်ကိုတက်ပါသေးတယ်။မေမေနဲ့ဘယ်တော့မှပြန်မတွေ့နိုင်တော့ဘူးဆိုတာကိုသူမရိပ်မိနေလို့ပါ။ဒီလိုမှောင်မိုက်ပြီးစိုးထိုင်းနေတဲ့အခန်းကျင်းလေးထဲမှာပဲကောင်မလေးကိုတစ်တလုံးပိတ်လောင်ထားလို့မဖြစ်တာမို့လူစိမ်းကြီးကကောင်မလေးကိုပြင်ပကဘာနဲ့ထိတွေ့ခွင့်ရအောင်မျက်မမြင်ကြောင်းတွေကိုလိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးတာကကြောင်းပေါင်းများစွာကိုပြောင်းပေမဲ့ဘယ်ကြောင်းကမှလက်မခံပါဘူး။အကြောင်းရင်းကတော့မျက်မမြင်တွေကနားအာယုံနဲ့စာတင်ရပြီးနားမကြားသူတွေကမျက်စိအာယုံနဲ့ကဘာကြီးကိုသိမြင်ရတာပါအခုကောင်မလေးကတော့နှစ်ခုစလုံးမရတာကြောင့်ဝါရင်ဆရာမကြီးတွေတောင်ဘယ်လိုတင်ရမှန်းမသိတော့လို့ပါပဲအိမ်ပြန်လမ်းမှာလူစိမ်းကြီးလဲလမ်းပြောက်ပြီးစိတ်တက်ကြနေမိတယ်ငါကဘာလို့ဒီလိုဝင်တော့ဝင်ဖို့ဖြစ်နေတဲ့ကလေးအတွက်နဲ့ဒီလောက်တောင်ဝမ်းနဲ့ပူဆွေးနေရတာလဲလို့ကိုပြန်မေးနေမိတာပေါ့ဒါပေမဲ့သူ့ရဲ့အင်ဂျီဆုံးကိုတင်းဆုပ်ကင်ထားတဲ့လက်ကလေးကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့နှလုံးသားကထပ်မံပျော့ပြောင်းသွားရပြန်ပါတယ်အရှုံးမပေးချင်တဲ့သူကကောင်မလေးကိုစာကိုယ်တိုင်တင်ပေးဖို့ဆုံးဖြတ်လိုက်တယ်စာလုံးရုပ်ဆောင်အယုတ်တွေအများကြီးဝဲလာပြီးကောင်မလေးရဲ့လက်ဖွားပေါ်မှာစာလုံးတွေရေးသားပြီးတင်ပေးပါတော့တယ်လိမ္မာပါတဲ့ကောင်မလေးကလည်းလူစိမ်းကြီးရဲ့ဆိုလိုရင်းကိုချက်ချင်းနားလည်ပြီးစမ်းသက်ရှာဖွေရင်းနဲ့တက်ဆိုင်ရာစာလုံးတွေကိုလိုက်ရှာတက်လာခဲ့တယ်မကြခင်မှာပဲသူမဟာဘဝရဲ့ပထမဆုံးစာလုံးတစ်လုံးကိုတက်မြောက်သွားခဲ့ပါတယ်အဲ့ဒီစာလုံးကတော့ဖေဖေဆိုတဲ့စာလုံးလေးပါပဲ
ဒါပေမဲ့ပျော်ရွှင်မှုကကြာကြာမခံခဲ့ပါဘူး။တရက်မှာတော့တရားရုံးကလူတွေအိမ်ထဲကိုအတင်းဝင်လာကြပါတယ်။ကောင်မလေးရဲ့အမေဖြစ်သူတက်ရှိထင်ရှားရှိစဉ်ကဘဏ်မှာကျွေးမြီအမြောက်များတင်ခဲ့တာကြောင့်အခုအိမ်ထဲကပစ္စည်းမှန်သမျှကိုလာရောက်ချိတ်ပိတ်တာပါ။လူစိမ်းကြီးညှော်လင်းဆောင်စားနေခဲ့တဲ့အိမ်ငါးစပုံငွေတွေလည်းကျွေးဆက်တဲ့ထဲပါသွားခဲ့ပါပြီ။သူကိုယ်တိုင်လည်းငွေကြေးမချမ်းသာတဲ့အပြင်အခုလိုဒုက္ခိတကလေးတယောက်ကိုပါခေါ်ထားရတော့ရှေ့ဆက်ဘလို့တက်ရှင်ရမလဲဆိုတာရင်လေးစရာဖြစ်လာခဲ့တယ်။သူအကြံအိုက်နေတဲ့အချိန်မှာပဲကောင်မလေးအမေရဲ့ဖုန်းထဲက chat message တစ်ခုကိုတွေ့လိုက်ရပြီးမျှော်လင့်ချက်ပြန်လည်ရရှိလာခဲ့ပါတယ်။အဲ့ဒါကတော့လူတစ်ယောက်ကကောင်မလေးအမေစီကနေဒေါ်လာ2000ချေးသွားပြီးအခုထိပြန်မဆက်သေးတာပါပဲ။ဒီသတင်းကြောင့်လူစိမ်းကြီးဝမ်းသာအားရဖြစ်သွားပြီးနောက်တစ်နေ့မှာပဲကောင်မလေးကိုခေါ်လို့ကျွေးမိလိုက်တောင်းမဲ့ခရီးစဉ်ကိုစတင်ပါတော့တယ်။တိကျတဲ့လိပ်စာမရှိတာမို့သူကဝေဝါးနေတဲ့တပ်ပုံတစ်ပုံကိုကင်ပြီးရွာစင်ဘက်ကလိုက်လံစုံစမ်းရပါတယ်။ရက်တော်ကြာလိုက်မေးပေမဲ့ဘာတဲလုံစားမှမရခဲ့ပါဘူး။ခီးလန်းကပင်ပန်းဆင်းရဲလာပေမဲ့ကောင်မလေးအတွက်တော့ထူးခြားတဲ့ပြင်ပကဘာတစ်ကြီးဖြစ်နေခဲ့ပါတယ်။သူမဟာပြင်ပကဘာရဲ့နှွေးထွေးတဲ့နေအောင်ကြီးမြေကြီးနဲ့တင်းနေတဲ့မိုးရေစက်တွေကိုခံစားနေရတာပေါ့။သူမကတဘာဝတရားကြီးရဲ့အလှတရားတွေကိုလက်နဲ့လိုက်လံစမ်းသပ်ခံစားနေရှာတဲ့မိုးရွာတဲ့နေ့တွေမှာတော့အပြင်ထွက်ကစားတက်လို့လူစိမ်းကြီးခမညာထီလေးဆောင်ပြီးနောက်ကနေလိုက်ရရှာပါတယ်ထီမှုပေးမဲ့သူရှိလာတာကြောင့်ကောင်မလေးရဲ့ကဘာကြီးဟာလည်းအထီးမကျန်တော့ပါဘူးဒီလိုခီးသွားဖို့ဘဝဖို့ဖြစ်အတူတူဖြတ်တန်းလာရင်းနဲ့လူစိမ်းကြီးရဲ့ရင်ထဲမှာလည်းမတိမတာပြောင်းလဲမှုတွေရှိလာခဲ့ပါတယ်နောက်တစ်နေ့မှာတော့ပိုဝေးတဲ့ရွာတွေကိုတွားဖို့ဆုံးဖြတ်လိုက်ကြတဲ့လမ်းမှာကားမောင်းလာတာကြာပြီဖြစ်ပေမဲ့ဆိုင်တစ်ဆိုင်မှမတွေ့ရပါဘူးလမ်းဘေးကဖရဲသီးဆိုင်ခင်းတဲလေးကိုမြင်တော့လူစိမ်းကြီးကသူ့ရဲ့ဗီဇအတိုင်းဆိုင်ခင်းနဲ့ခိုးဝင်ပြီးအချို့ဆုံးဖရဲသီးတစ်လုံးကိုခိုးယူလာခဲ့တဲ့ကောင်မလေးကဖရဲသီးတစ်ခါမှမစားဘူးလားမို့သူကဖရဲဆေးတွေကိုလက်ပွားပေါ်ထွေးထုတ်ဖို့တင်ပေးပါတယ်ဒါပေမဲ့ကောင်မလေးကသူ့မျက်နှာတက်တဲ့ကိုပဲမှုတ်ထုတ်ပစ်လို့မျက်နှာတစ်ခုလုံးဖရဲဆေးတွေပြပွားကုန်တာပေါ့ပြီးတော့ဖရဲသီးခွန်ရဲ့အစင်ကျောင်းတွေကိုစမ်းသပ်ခိုင်းပြီးဖရဲသီးဆိုတဲ့စာလုံးကိုတင်ပေးပြန်တယ်သူတို့နှစ်ယောက်စားပြီးတဲ့အချိန်မှာပဲစိုက်ခင်းပိုင်ရှင်ရောက်လာပြီးဖုန်းထဲကရဲတီကိုစားတဲ့ကတိကိုပြလိုက်တာကြောင့်စွန့်သွားခဲ့ရတယ်ပတ်စံမရှိတော့လို့ဖရဲခင်းထဲမှာအလုတ်ကျန်းလုပ်ရပေးတဲ့ကံကောင်းတာကချမ်းပိုင်ရှင်အဖိုးကတနာသွားပြီးညစာခေါ်ခဲ့ပါတယ်ထမင်းစားနေတော့မှပဲကောင်မလေးကထမင်းလုပ်ကိုပြန်ထွေးထုတ်ပြီးလူစိမ်းကြီးကိုစားဖို့ကမ်းပေးပါတယ်လူစိမ်းကြီးကကောင်မလေးကစားတဲ့အထင်းနဲ့လွှတ်ပစ်လိုက်တဲ့အခါဖိုးအိုကကလေးကအပေါ်ရံမားတဲ့အလွာကိုဖယ်ပြီးအထက်ကထမင်းအီလေးကိုမင်းကိုကျွေးနေတာကိုလို့လှမ်းပြောလိုက်ပါတယ်အဖိုးအိုရဲ့စကားကြောင့်ဘေးကကလေးမလေးကိုကြည့်ကအတွေးနဲ့သွားပါတော့တဲ့အစပိုင်းကပတ်စံမလို့ဖခင်အဖြစ်ဟန်ဆောင်ခဲ့တာဖြစ်ပေမဲ့အခုချိန်မှာတော့သူဟာကောင်မလေးရဲ့တကယ်ဖခင်ရင်တယောက်လိုမသိစိတ်ကနေတန်ရောစင်တွေတွင်ညှိနေခဲ့ပါပြီ။နောက်ရက်တွေမှာတော့ကျွေးမိရှိတဲ့သူရဲ့တည်င်းကိုနောက်ဆုံးမှစုံစမ်းရရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူကနာမည်ကြီးလူလိမ်တယောက်ဖြစ်ပြီးကောင်မလေးအမေကိုပေးခဲ့တဲ့အချက်လက်တွေကအကုန်တူတွေဖြစ်နေခဲ့ပါတယ်။ဒါကြောင့်သူကကောင်မလေးကိုခေါ်ပြီးဒီရွာလေးမှာပဲအခြေချနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကကောင်မလေးကိုတဲကစားနည်းတွေတင်ပေးတဲ့ဂျုံခင်းတွေကလေးပြေတွေကိုခန်းစားစေတဲ့တစ်ပင်ပေါ်ကချောမွေလုံးဝင်းနဲ့တီတီလေးတွေကိုလက်နဲ့ဆန်းသက်စေခဲ့တဲ့ချမ်ပိုင်ရှင်အဖိုးအိုကလည်းသူတို့ရဲ့လက်ပါတဲ့အမတ်တရအခိုက်အတန့်တွေကိုဗီဒီယိုရိုက်ပြီးအင်တာနက်ပေါ်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီလိုအိမ်မက်ဆန်တဲ့ဘဝလေးဟာလက်တွေ့လောကရဲ့ရိုက်ခတ်မှုကြောင့်မကြခင်မှာပဲပျက်စီးသွားခဲ့ရတယ်။တရက်မှာတော့လူမိုက်အုပ်စုတစုရောက်လာကြပါတယ်။အကြောင်းကတော့အဖိုးကိုတင်လိုက်တဲ့ဗီဒီယိုကြောင့်လူစိမ်းကြီးခီးစီအတွက်ချေးခဲ့တဲ့အတူကြီးစားခိုင်းသားတွေကဗီဒီယိုတွေကတီနေရအတိုင်းလိုက်လာကြတာပါ။အကျွေးအတွက်သူတို့မှရှိစုမဲ့စုကားဆိုလေးကိုပါလူယူသွားကြပါတယ်။ဘာမှမရှိတော့တဲ့လူစိမ်းကြီးခမများစိတ်သက်တွေအကုန်ပျက်စီးပြီးရှေ့ဆက်ဘလို့ရှင်တရားမှန်းမသိတော့ပါဘူး။ဘေးကကောင်မလေးကတခုခုကိုခန်းစားမိသွားပုံရပါတယ်။လူစိမ်းကြီးရဲ့မျက်နှာပေါ်ကတရားတွေကိုလက်လေးနဲ့အသားရပုတ်တက်ပေးပြီးလေလေးနဲ့မှုတ်ပေးနေရှာတယ်။ဖေဖေနားမှာသမီးရှိတယ်ဆိုတာကိုဖော်ပြနေတယ်လို့ပါပဲ။ကောင်မလေးရဲ့ဒီပြုမှုကြောင့်လူစိမ်းကြီးရဲ့နှလုံးသားဟာပြိုလဲသွားပြီးရှိုက်ကြီးတင်ရင်ငိုကြွေးပါတော့တယ်။သူကကောင်မလေးရဲ့လက်ကလေးကိုယူပြီးသူ့မျက်ရည်တွေကိုစမ်းခိုင်းကလက်ဖွားပေါ်မှာမျက်ရည်ဆိုတဲ့စာလုံးလေးကိုရေးပြလိုက်ပါတယ်။အခုချိန်မှာသူကိုယ်တိုင်တော့အနိုင်နိုင်ဖြစ်နေရတဲ့အထက်ဒီလိုဒုက္ခိတကလေးမလေးကိုစောက်ရှောက်ဖို့ဘလို့မှမတက်နိုင်တော့ပါဘူးနောက်ဆုံးမှာတော့သူဟာရက်ဆက်ပေမဲ့လက်တွေ့ကျတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ရပါတော့တယ်ကောင်မလေးကိုမိဘမဲ့ကေဟာပို့ဖို့ပါပဲအဲ့ဒီမှာဆိုရင်ကောင်မလေးကပိုကောင်းတဲ့စောက်ရှောက်မှုခံရလိမ့်မယ်လို့သူတွေးခဲ့ပါတယ်စာရွက်စာတမ်းတွေကိုအတန်တိတ်ဖြစ်ဆွပြီးနောက်ကောင်မလေးနားကိုလာပြီးသူမအကြိုက်ဆုံးပေါင်မုတ်ကိုကမ်းပေးလိုက်တဲ့ကောင်မလေးမကြားရမှန်းသိပေမဲ့လည်းသူဟာနောက်ဆုံးအကြိမ်နှုတ်ဆက်စကားကိုအတန်တိတ်ပြောကြားခဲ့ပါတယ်ရင်ထဲမှာဘလောက်ပဲမခွဲနိုင်မခွာရက်ဖြစ်နေပါစေနောက်ဆုံးမှာတော့သူဟာလှည့်ထွက်သွားခဲ့ပါပြီကောင်မလေးကတော့ဘာမှမသိပဲပေါင်မုတ်ကိုပျော်ပျော်ပါပါစားနေတော့မှဒါပေမဲ့အတော်ကြာတဲ့အထိအနားမှာလူမရှိတော့တာကိုသူမသတိထားမိသွားပြီးဘေးကခုံတွေကိုအသေးအတန်လိုက်ဆန်းပါတော့တယ်သူမအကြိုက်ဆုံးပေါင်မုတ်ကိုလွှတ်ပစ်ပြီးတကားဝစီကိုလဲကြမတက်ပြေးထွက်လာခဲ့တယ်ကြီးမားတဲ့မှန်တကားကြီးကစီးတားထားတဲ့အချိန်မှာတော့ကောင်မလေးဟာမှန်တကားကိုအသေးအတန်ပုတ်ပြီးထိတ်လက်တကြားငိုကြွေးပါတော့တယ်ကောင်မလေးကအတန်ကုန်ချစ်ပြီးငိုကြွေးနေတယ်လို့မှန်တကားတစ်ဖက်ကလူစိမ်းကြီးလည်းမျက်ရည်တွေကိုမထိန်နိုင်တော့ပါဘူးကောင်မလေးကသူ့ကိုခွဲမရတယ်လို့သူကိုယ်တိုင်လည်းဒီတနာစရာကလေးလေးကိုရက်ရက်ဆက်ဆက်ပြစ်မထားနိုင်တော့ပါဘူးနောက်ဆုံးတော့သူ့အထက်ကိုပြန်ဝင်လာပြီးကောင်မလေးကသူ့လက်ကြီးကိုတင်းတင်းဆုပ်ကန်ကဘယ်တော့မှမလွတ်တော့ပါဘူးစကားမပြောနိုင်နားမကြားရပေမဲ့သူမဟာကိုပိုင်နီလန်းနဲ့ရင်ထဲကဝမ်းနည်းမှုကိုဖော်ပြခဲ့ပါတယ်သူမကလူစိမ်းကြီးရဲ့လက်ဖွားပေါ်မှာမျက်ရည်ဆိုတဲ့စာလုံးကိုပြန်ရေးပြခဲ့တယ်လူစိမ်းကြီးကတော့မျက်ရည်တွေကိုအောက်အီးထားရင်ကောင်မလေးကိုဘလို့နှစ်သိရမှန်းမသိတော့ပါဘူးကောင်မလေးရဲ့ရင်ထဲမှာအကုန်လုံးကိုသိမြင်ထားတဲ့နေမှန်းသူသိလိုက်ရလို့ပါအဲ့ဒီနောက်ကောင်မလေးကလူစိမ်းကြီးရဲ့ပခုံးကိုတရားဆက်ပုတ်လိုက်ပါတယ်အရင်ကဘာတွေပဲဖြစ်ခဲ့အခုချိန်မှာတော့ဒီလူစိမ်းကြီးဟာသူမရဲ့ဖေဖေအစ်စ်မှန်ဖြစ်နေပါပြီဆိုတာကိုပြောပြချင်တာပါပြီးတော့သူမကဖေဖေရဲ့လက်ဖွားပေါ်မှာတလုံးချင်းတိတိကျကျပြန်ရေးပြလိုက်ပါတော့တယ်ဖေဖေဆိုတဲ့စာလုံးလေးကိုပေါ့